3, 2, 1. မင်္ဂလာပါငမိုးရရက်ွက်ငမိုးရရှလန်းအတိုင်းလေးမှာပထမရတိုက်ခန်းပြောင်းပါမယ်အကျယ်က12ပေခွဲ50ပေရှိပါတယ်အလဲကအရှိလဲကစာရွက်စာတမ်းအကုန်လုံးစုံနေပါတယ်အချုပ်ရှင်းကင်းပါတယ်ဒီမှာအိတ်ခမ်းတစ်ခမ်းပါပါတယ် AC တစ်လုံးပါပါတယ်မိဘကန်ထဲမှာဆိုလို့ရှိရင်ဒီပြားတွေအပြည့်ခင်းထားပါတယ်ဒီချိုးကမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ pressure ပန်လည်းတက်ထားပါတယ် cabinet တွေလည်းတက်ထားပါတယ်ဒါ cabinet ကိုပြတ်ထားတာပါဒီတိုက်ခန်းရဲ့ရောင်စေးက3550ညနေစင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်အလွာကပထမဓာတ်ပါဒါဗိုလ်တန်းအင်တာကိုပြတ်ထားတာဖြစ်ပါတယ်နေရာကတင်ငန်းချင်းမျိုးနယ်ငမိုးရရက်ကွက်ငမိုးရရှလန်းအပိုင်းလေးမှာရှိပါတယ်ရောင်စေးက1550ညနေစင်းနဲ့ရောင်းချပေးမှာပါမိဘကန်ထဲမှာကြွေပြအပြည့်ခင်းထားပါတယ်နေရာကတင်ငန်းချင်းမျိုးနယ်ငမိုးရရှလန်းအပိုင်းလေးမှာရှိပါတယ်လူနေရန်စာရွက်ပါပါတယ်အရှုပ်ရှင်းလဲကင်းပါတယ်ရှုပ်ရှင်းကင်းတာကြောင့်ဝယ်ရွက်တူတွေလုံးဝအဆင်ပြေစေပါတယ်ပုံမှန်ပြထားတဲ့ပစ္စည်းများကိုလည်းထားခဲ့မှာဖြစ်ပါတယ်ဒီတိုက်ခန်းဝယ်ယူမယ်ဆိုရင်399556 9359ညကိုဆက်တပြီးဝယ်ယူနိုင်ပါတယ်ဒါမှဆက်ချင်လေးတက်ထားပါတယ်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ